ငါထက်သားတဲ့သူကိုသူသိသွားရင်ရောဘယ်လိုလုပ်မလဲဒီလိုစာကြမျိုးဆိုရင်ဘယ်လိုအင်္ဂလိပ် pattern တွေကိုသုံးပေးရမလဲဆိုတော့ဒီနေ့ pattern လေးကကြတော့ what if ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့ကွက်လက်ရင်ရောဘယ်လိုလုပ်မလဲကိုကတခုခုကိုမသိချတဲ့အခါမျိုးတွေမှာအမေသဘောအနေနဲ့သုံးချတဲ့အခါမျိုးတွေမှာဒီ pattern လေးကိုသုံးပေးလို့ရပါတယ်ပို့ပြီးတော့နားလည်သွားအောင်လို့ example နဲ့တွေ့ကြည့်လိုက်ကြအောင်နော် What if they betray you သူတို့မင်းကိုတက်စားဖိုင်ရောဘယ်လိုလုပ်မလဲ What if they betray you What if she say no သူက no လို့ပြောရင်ရောဘယ်လိုလုပ်မလဲ What if she say no What if he finds someone better than me ငါရဲ့သားတဲ့သူကိုတွေ့သွားရင်ရောဘယ်လိုလုပ်မလဲ What if he finds someone better than me What if he doesn't love you anymore မင်းကိုသူကဆက်ပြီးမချစ်နိုင်တော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲ What if he doesn't love you anymore What if something go wrong တခုခုမှသွားရင်ရောဘယ်လိုလုပ်မလဲ What if something go wrong ဆိုတော့ဒီ pattern လေးကိုသုံးပြီးတော့ example တစ်ကြောင်းကို comment မှာရေးခဲ့ပေးဦးနော်ဒီလိုတစ်မိနစ်တည်းနဲ့ကြိုးရှိတဲ့ video တွေကိုလေ့လာခြင်းဆိုရင်ငယ်ဒီကောင်လေးကိုအပေါင်းလေးနှိပ်ပေးခဲ့အောင်နော်ဒါဆို see you bye bye